ဘောလုံးသမားဘဝထက်ဒိုင်လူကြီးဘဝကိုသာရွေးချယ်ခဲ့ပြီးဘောလုံးကွင်းထဲမှာဆိုရင်ကရုံးကင်နဲ့ညခုံဝင်းပါတော့ဂျိုသားတိုင်ဆိုပြီးနာမည်ကြီးခဲ့တဲ့သူဆူရှာတော့မျက်လုံးများရှိပြီးဂျိုသားမျက်နှာနဲ့ဒူဒကာကယိုတီလေးစားရကကမ္ဘာအကောင်းဆုံးဒိုင်လူကြီးစုကို6နှစ်ဇက်တိုက်စုကူထားနိုင်ခဲ့တဲ့တဦးဒီသောဒိုင်လူကြီးဘောလုံးကွင်းထဲမှာဆိုရင်ဘလူးတကောင်လိုမျိုးသူ့ရဲ့အကြည့်တွေကကစားသမားတိုင်းကိုထိတ်လန့်ရပြီးကြောက်စရာကောင်းပေမဲ့ပြင်ပလောကမှာဆိုရင်တော့ဥရောပတက်ခွင်ရဲ့ကြော်ညာမင်းသားဖြစ်ခဲ့တဲ့ပီယာလူဂီကော်လီနာကော်လီနာကတော့1960ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့မှာအီတလီနိုင်ငံကဘောလောနာဆိုတဲ့မြို့ကလေးမှာမွေးဖွားခဲ့ပါတယ်။ဆယ်ကျော်သက်အရွယ်မှာဘောလောနာမြို့ရဲ့ဒေသခံအသင်းတစ်သင်းမှာဘဝနောက်ခံလူဖြစ်9နှစ်ကြာကစားခဲ့ပြီးသူ့သက်18နှစ်အရွယ်ရောက်မှာတော့တခြားသူများရဲ့ဆွဲဆောင်မှုဖြစ်ဘောလုံးလောက်ကကိုအနားယူကဒိုင်လူကြီးတင်တန်းကိုတက်ရောက်ခဲ့ပါတယ်။အယူချင်းရှိပြီးထုံးလင်းတောက်ပတော့ပဲနေမင်းကြီးပြီးသူဟာဒိုင်လူကြီးတင်တန်းနဲ့အတူဘောလောနာတက္ကသိုလ်ကိုတက်ရောက်ခဲ့1984ခုနှစ်မှာတော့စီးပွားရေးဘာသာရပ်ဖြင့်ဝယ်ရရှိခဲ့ပါတယ်။ဝယ်ရပြီးတဲ့အချိန်မှာတော့အီတလီနိုင်ငံရဲ့စစ်မှုထမ်းဥပဒေအရသူက3နှစ်ကြာအောင်စစ်မှုတောင်ဝင်ထမ်းဆောင်ခဲ့ရပြီးစီးပွားရေးဘက်ကိုမလိုက်ခဲ့ပဲသူ့ရဲ့ဝါသနာဒိုင်လူကြီးဖြစ်ချင်ခဲ့တဲ့ဆန္ဒကိုပဲလက်တွေအကောင့်ထဲပေါ်ခဲ့ပါတယ်။ဒိုင်လူကြီးပညာရပ်ကိုအချိန်တော်ကြာအောင်လေ့လာသင်ပြီးတဲ့နောက်မှာတော့1988ခုနှစ်သူ့သက်28နှစ်အရွယ်မှာပဲအီတလီစီးရီ C1 နဲ့ C2 မှာကွင်းတွင်းဒိုင်လူကြီးဖြစ်ပထမဆုံးချိန်ကင်တွယ်ခဲ့ရပါတယ်။အရေးချင်းရှိသူဖြစ်တာကြောင့်ပဲ300တိအကြာမှာတော့အီတလီရဲ့အမြင့်ဆုံးလိတွေဖြစ်တဲ့အီတလီ Serie A နဲ့အီတလီ Serie B တွေမှာဒိုင်လူကြီးလုပ်ဖို့ယာရုတိုးမြင့်ခံလိုက်ရပါတယ်။ဒီအချိန်လေးတောက်မှာပဲကိုလီနာဟာသူ့ရဲ့သပင်ကျွချင်းဝေဒနာကိုအပြင်းထန်ခံစားခဲ့ရပြီးဦးကောင်းပိုင်းမှာရှိတဲ့အမွှေးမြင်အလုံးဆုံးရှုံးခဲ့ရကမျက်ခုံးမွေးခေါင်းမွေးပါဆူးရှားတဲ့မျက်လုံးပိုင်ဆိုင်ခဲ့တဲ့ဒိုသားမျက်နှာနဲ့ဒိုင်ဖြစ်လာခဲ့ပြီးကိုကျက်ဆိုတဲ့နာမည်ပြောင်းကိုပါရရှိခဲ့ပါတယ်။ Serie A မှာပွဲစဉ်43ပွဲကင်တွယ်ပြီးမှတော့ဖီဘာရဲ့ဒိုင်လူကြီးများဆင်းရဲမှာထည့်သွင်းခံခဲ့ရပြီး1996ခုနှစ်မှာတော့သူ့ရဲ့ပထမဆုံးဗိုလ်လူပွဲဒိုင်လူကြီးဖြစ်နိုင်ဂျီးရီးယားနဲ့အာဂျင်တီးနားအိုလံပစ်ဗိုလ်လူပွဲမှာတာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ကော်လီနာရဲ့ဘုံမီနေလာတောက်ပခြင်းတွေဟာအပြည့်အပြည့်နဲ့ကြီးထွားလာခဲ့ပြီးချင်းသေးမြရဲ့ဟိန်းနန်လို့ဆိုရမယ်။ကွင်းတွင်ပိတ်သက်တွေရဲ့စူညံမှုတွေကြားမှာ1999ခုနှစ်ရဲ့ချန်ပီယံလိဗိုလ်လူပွဲဖြစ်တဲ့ဘိုင်ယန်မြူးနစ်နဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဉ်ကိုဒိုင်လူကြီးဖြစ်ကင်တွယ်ခဲ့ရပါတယ်။အဲနောက်2002ခုနှစ်မှာတော့ကမ္ဘာလုံးကစောင့်ကြည့်နေတဲ့ဘရာဇီးနဲ့ဂျာမနီတို့ရဲ့ကမ္ဘာဖလားဗိုလ်လူပွဲစဉ်ကိုကင်တွယ်ခဲ့ရပြီးအဲ့နေကဝစ်ခဲ့တဲ့ဒိုင်လူကြီးအင်ကြီးကိုပါဖီဘာရဲ့ပြတိုက်ထဲမှာပြရတဲ့အထိအောင်မြင်မှုရရှိခဲ့ပါတယ်။အဲ့လိုအောင်မြင်မှုတွေကြောင့်ပဲကော်လီနာဟာတူရကီ GSM Operator Area ၏ကြော်ညာဒီဇာရစ်ကော့စကီနဲ့အတူဆာဗီယာနိုင်ငံMPP ဘိုအတွက်ကြော်ညာအစချစ်တဲ့ကြော်ညာမင်းသားဖြစ်လေရိုက်ကူးခဲ့တဲ့အပြင် Pro Evolution Soccer 3နဲ့ Pro Evolution Soccer 4တို့မှာဆိုရင်လေတော့ဒီဟွန်ဒီတို့နဲ့အတူဂိမ်းမြေဖုံးမှာပိုစတာအဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ဖီဘာကပေးရခဲ့တဲ့ကမ္ဘာအကောင်းဆုံးဒိုင်လူကြီးဆုကိုလည်း1998ခုနှစ်မှာ2003ခုနှစ်ထိ6နှစ်ဇက်တိုက်ရရှိခဲ့သောတဦးဒီသောဒိုင်လက်ဖြစ်သည့်အပြင်အီတလီ Serie A ရဲ့အကောင်းဆုံးဒိုင်လူကြီးဆုကို9ကြိမ်ရရှိထားတဲ့ဒိုင်လူကြီးလည်းဖြစ်ပါတယ်။2005ခုနှစ်ဩဂုတ်လ24ရက်နေ့ရောက်မှာတော့အေဗာတန်နဲ့ဗီလာရီယက်တို့ရဲ့ချန်ပီယံလိခြေစစ်ပွဲကိုကွင်းလယ်ဒိုင်လူကြီးဖြစ်ဆောင်ရွက်ခဲ့ပြီးထိုပွဲစဉ်အပြီးမှာပဲကော်လီနာဟာသူ့ရဲ့ဒိုင်လူကြီးဘဝကနေအနားယူချောင်းကိုကြေညာခဲ့ပါတယ်။